মন রায় বর্মা সরকার জুলুম করাই না ফেলা করাই দিলে মা বোনের বদল হাত তুলবি রক্ত দিবা সারা না পানো দেশ রাগাদে No, aja ICJ, aja hearing of aja last decision of the dinner aja. Cái lao đi đâu nó làm gì ta gì vậy giờ đi này thôi để cho nó tết gì đó này ta nó làm gì cô lấy vậy như cô này tôi mà đang đi đâu bây giờ là đâu là ta nếu mà ta hú đâu khi nào下干打鼓。那边过来了。哪里？မတရားမှုလုပ်နေတဲ့အဲ့ဒါစစ်အာဏာရှင်စစ်ဘလူးတွေဒီဘလူးတွေကိုငါတို့ကမျိုးပြုံးအောင်ပြောရမှာငါတို့ကဒီရောက်တဲ့နိုင်ငံတွေကနေပြီးတော့ဟုတ်တယ်ဘာလို့ဆိုတော့ဒီမင်းအောင်လိုက်ဆိုတဲ့ကောင်ကဟာငါတို့တိုင်းသားတွေရောဟာရိုဟင်ဂျာတွေရောလူမျိုးတုံးအောင်တတ်နေတဲ့ကောင်ဒီစစ်အာဏာရှင်စစ်ဘလူးတွေကဟာငါတို့တိုင်းပြည်မှာမရှိတဲ့တော့တို့တိုင်းပြည်မှာဒီကောင်တွေရှိနေလို့ငါတို့ပြည်သူပြည်သားတွေဟာဒုက္ခတွေဒါတွေကိုငါတို့ရောက်နေတဲ့နိုင်ငံတွေရောက်တဲ့နိုင်ငံတွေမှာငါတို့မြန်မာနိုင်ငံသားတွေကအခုဘာသာမမဒီမျိုးမခွဲကြဘာသာမခွဲကြအသားရောင်မခွဲကြပဲနဲ့ငါတို့ညီညွတ်ဖို့အချိန်ကြနေပြီငါတို့ဒီအာဏာရှင်စစ်ဘလူးတွေကိုငါတို့ပြုတ်ထုတ်ချရမယ်အပြုတ်တိုက်ယူရမယ်ဒါမှသာလေငါတို့တိုင်းပြည်မှာလူလာစွာငင်းငင်းကြောင်းစွာနေထိုင်ရမှာငါတို့ပြည်သူပြည်သားတွေကဒါကြောင့်မလို့ရောက်တဲ့နေရာမှာငါတို့ကကိုနိုင်တဲ့ဘက်ကဥဒ္ဒရှတဲသပွင့်လို့မြေမုံလေးတပုံလို့လောက်ရရင်ရတော့ကိုငါတို့ကကိုကြီးပန့်ဖို့ဒါကြောင့်မလို့ငါတို့ညီကိုတွေအားလုံးညှို့ကြမယ်ရောက်ရနိုင်ငံမှာအားလုံးငါတို့ဘာသာမျိုးဒီမျိုးတွေအားရောက်မခွဲကြပဲနဲ့ငါတို့ဒီစစ်အာဏာရှင်စစ်ဘလူးကိုနော်မင်းအောင်နိုင်ပါဝင်ပေါ့မင်းအောင်နိုင်ရဲ့ဘောမတွေပါအကုန်လုံးတော့အပြုတ်မျိုးဖြုတ်ပြီးတော့ငါတို့ကတိုက်ထုတ်ရငါတို့ညီညွတ်ဖို့လိုတယ်အရေးတော်ဘုံအောင်ရပြီအရေးတော်ဘုံအောင်ရပြီအရေးတော်ဘုံအောင်ရပြီရန်ကြီးအိုးစကားနေပြီးတော့မဲခွန်းတကုမဲလို့ရမလားဒီနေ့ ICJ မှာအခုဒီနေ့ဖြစ်ပေါ်နေတဲ့ဟာမှာအပြားဘယ်လိုတွက်မယ်လို့ခင်ဗျားယူဆရလဲဒီနေ့ဖြစ်ပေါ်လာမဲ့ကိစ္စမင်းအောင်နိုင်ကအရင်တော့က2010မှာပေါ့နော်19နော်ရိုဟင်ဂျာတွေကိုလူမျိုးတုံးတတ်ထားတယ်အမှုရှိတယ်ဒီအမှုကိုနော်ဒီအမှုနဲ့ပတ်သက်လို့ဒါဂမ်ဘီယာနိုင်ငံကနေပြီးတော့တရားစွဲတယ်ဒီဆိုင်ရာတဟင်းမြို့မှာလာတရားစွဲတဲ့အမှုရှိတယ်မင်းအောင်နိုင်ကနော်အဲ့လိုလူမျိုးတုံးရိုဟင်ဂျာတွေကိုတတ်တဲ့အမှုနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲတွေပေါ့နော်နောက်ဆက်တွဲတွေမြန်မာနိုင်ငံတနိုင်ငံလုံးနော်တိုင်းသားလူမျိုးတွေကိုနော်crime against ဘောနော်ဟုတ်တယ်ဝါခရိုင်းနေတယ်ကျူးလွန်နေတာပေါ့နော် crime against community တွေသူတို့မှာလူမျိုးအနွယ်စုတွေကိုကြံစီမှုတွေပေါ့ဗျာလူမျိုးလုံးတတ်ဖို့ဒီလိုအဆင့်ထိနော်လူတွေကိုတတ်ပြီးတော့ကျူးလွန်နေတာတွေရှိတယ်နောက်လူရင်းရှားတွေပေါ်မှာလည်းလူမျိုးသုံးတတ်ထားတာတွေရှိတယ်ဒါကြောင့်မလို့ဒီမင်းအောင်နိုင်ကိုကျွန်တော်တို့က ICJ ကနေပြီးတော့ ICC ကိုရောက်ဖို့ကျွန်တော်တို့ကကျွန်တော်တွန်းအားပေးရမယ်ကျွန်တော်ဒီမှာအပြင်မှာရောက်နေတဲ့ကျွန်တော်နိုင်ငံသားတွေကလည်းမင်းအောင်နိုင်ကိုကျိုးစင်တက်ဖို့ပေါ့နော်ဒီတော့ဆာရာဟူစိန်တို့ပေါ့ဗျာဂရာဖီယိုလို့ပေါ့နော်အရင်တော့လည်းစိတ်ရာဇဝတ်မှုတွေနဲ့ကျိုးလုံးနဲ့ပြည်ရှိတယ်ဆိုအဲ့လူတွေတက်ကိုဒီကဘာမှနော်အတူမျိုးလောက်အောင်စိုးသွမ်းနဲ့နော်ကျွန်တော်မြန်မာနိုင်ငံမှာစစ်အုပ်စုမင်းအောင်နိုင်ကအဲ့လူတွေတက်ကိုစိုးပါတယ်ဒါကြောင့်မလို့ကျွန်တော်အမေရိကန်ကလည်းအခုဒီရာဇဝတ်မှုနဲ့ပတ်သက်လို့ပေါ့နော် ICC တရားရုံးကိုရောက်အောင်တော့ဒီအာဆီယံကိုလည်းတိုက်တွန်းထားတယ်အာဆီယံကလည်းအခုမင်းအောင်နိုင်လို့စစ်အုပ်စုကိုပယ်ထားပြီးကျွန်တော်ကမ္ဘာနိုင်ငံအ
အသီးသီးကလည်းမင်းအောင်လိုင်ကိုပယ်ထားတာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ကအမြင်ကပြောရရင်တော့မင်းအောင်လိုင်ကိုကျွန်တော်တို့အများဆုံးကြိုးတင်တက်ဖို့ကျွန်တော်တို့စူးစမ်းသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကောင်းပြီကိုကလည်းမဲခွန်းတစ်ခုလုံးမဲချင်တယ်ကျွန်တော်တို့ဒီနေ့ Global Rohingya Student Union ပေါ့ကမ္ဘာလုံးဆိုင်ရာ Rohingya ကျောင်းသားများသမဂ္ဂကနေပြီးတော့ကျွန်တော်တို့ GRSU ပေါ့ GRSU က Justice Delay is Justice Deny ကျွန်တော်တို့ poster ခိုင်းထားတယ်ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားဗာပြောချင်တယ်ဟုတ်ကဲ့ဒီဟာကတကယ်မှန်ကန်တဲ့စကားဖြစ်တယ် justice delayed is justice denied ဘာဖြစ်လို့လဲဆိုတော့justice ကိုကျွန်တော်တို့မပါမချင်းငိအစစ်မှန်တဲ့ငိချမ်းချင်းဆိုတာဘယ်နေရာဘယ်နိုင်ငံမှာရှိနိုင်တဲ့အရာမဟုတ်ဘူးဒါကြောင့် justice ကိုအမှန်တကယ်ပဲ carry လုပ်ဖို့ကအစိုးရရဲ့တာဝန်ဖြစ်တယ်ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံမှာအစိုးရနေရာကိုထိမ့်ဒါပဲဖြစ်ဖြစ်တိန်းတာပဲဖြစ်ဖြစ်ခေါင်းဆောင်တွေကလူတွေကိုတတ်နေတယ်2019တုန်းကလည်းရိုဟင်ဂျာတွေအနည်းဆုံးတည်င်းအချက်လက်တွေရဆိုတော့6900ကျော်ပေါ့နော်အဲ့ဒါထက်တပ်ဖြတ်ခဲ့တယ်လူသိန်းပေါင်းများစွာထွက်ပြေးရတယ်ဒီအရာတွေကဒီလိုပဲကြီးစုနေလို့ရတဲ့ဟာရမဟုတ်ပါဘူးဒီညမှာကိုဒီနေ့ international court of justice ကနေပြီးတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချမှာဖြစ်တဲ့အတွက်ဒီနေ့ဟာမတာမအရေးကြီးတဲ့တမိုင်းဝင်တဲ့နေ့ဖြစ်တယ်ဒါကြောင့်ခေါင်းဆောင်တွေအတွက်တရားသူကြီးများအတွက်လည်းပဲစိန်ခေါ်မှုများစွာရှိမယ်ဆိုတာကျွန်တော်တို့ဖန်လို့ရပါတယ်ဒါပေမဲ့အဲ့ဒီစိန်ခေါ်မှုများစွာကိုဖြတ်တန်းပြီးတော့နော်ဘာလဲရေဝန်းစွာနဲ့တတိအပြည့်ဝနဲ့မှန်ကန်တဲ့ဘက်မှာရက်ကြည့်ပြီးလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်ဖို့အလုံးကရေဝန်းနဲ့တတိအပြည့်ဝနဲ့တရားမျှတမှုအတွက်ဆုံးဖြတ်ချက်ချဖို့အတွက်ကျွန်တော်တို့ဒီနေရာမှာလည်းပဲတစ်ဖက်တစ်လမ်းကနေတွန်းအားပေးလို့ဆိုချင်တာဖြစ်ပါတယ်ကောင်းပြီခင်ဗျားနဲ့မြန်မာပြည်သူပြည်သားတွေကိုဗာများပြောချင်လေဒီနေ့ရဲ့ မြန်မာပြည်သူပြည်သားတွေအတွက်ဒီနေ့မြန်မာပြည်သူပြည်သားကျွန်တော်တယောက်အနေနဲ့လည်းပဲအားလုံးကျွန်တော်တို့ရောက်တဲ့နေရာမှာတတ်နိုင်တဲ့အပိုင်းကဏ္ဍကနေတဲတပုတ်တစ်ချက်အနေနဲ့ကျွန်တော်တို့ရိုဟင်ဂျာတွေအတွက်တော်လည်းကောင်းတခြား minority ပေါ့နော်မြန်မာပြည်သူပြည်သားတွေအတွက်အိမ်မီးရှုခန္ဓာတွေတပ်ဖြတ်ခန္ဓာတွေမတင်းချင်းခင်ရတွေခံရတာတွေပြီးတော့အရှင်လက်လက်ရှုတာတွေပြီးတော့အိမ်သိမ်းပိုက်ခံရတာတွေအမျိုးကျွန်တော်တို့ခံစားနေတာကျွန်တော်တို့လည်းသိပါတယ်ဒီအတွက်ကျွန်တော်တို့တတ်နိုင်တဲ့ပိုင်းကနေကျွန်တော်တို့ဆက်လက်ပြီးတော့ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတာကိုခွန်အားပေးချင်ပါတယ်အကြီးတော်ဘုံအောင်ရقال رسول الله صلى الله عليه وسلم من دل على خير فله مثل أجر فاعله رواه مسلم